မင်ဒီနေ့အချိန်9မိနစ်ပေးုံနဲ့အိမ်မလွယ်တကူလှုပ်စားလို့ရတဲ့ပီဇာလုပ်ပြမှာပဲဖြစ်ပါတယ်ရှင်။လုံနီးလွယ်ကူတဲ့ပတ်ချက်လက်စိတ်ဖြစ်တဲ့စားလို့လည်းရမ်းကောင်းစေရပါမယ်ရှင်။ပါဝင်ပစ္စည်းကလည်းအိမ်မရှိရအကုန်ထည့်လုပ်လို့ရပါတယ်ရှင်။ပထမဦးဆုံးပါမုံ3ချက်လိုပါမယ်ရှင်။ပါမုံကိုထရီကန်အပိုင်းရှိလေးပိုင်းပေးရပါမယ်။ပါမုံနဲ့ပီဇာဝိုင်းပုံဖော်တဲ့အချိန်မှာကြားထဲမှာဟနေရင်လည်းအဆင်ပြေပါတယ်ရှင်။ပါမုံပေါ်ကိုခရမ်းချင်ဒီဆော့မဟုတ်ရင်လည်းငရုတ်ဒီဆော့တုပ်ပေးရပါမယ်ရှင်။ဆော့တုပ်ပြီးပြီဆိုလို့ရှိရင် cheese ပြားလေးတင်ပေးရပါမယ်။မငါပီဇာဆိုရင် cheese များနဲ့ကြိုက်လို့4ချက်ထည့်လိုက်ပါတယ်ရှင်။ပြီးရနဲ့အိမ်မှာရှိရဲ့ကနန်းချောင်း2ချောင်းကိုပိုင်းပြီးတော့ထည့်လိုက်ပါတယ်။အစာပလာကတော့အိမ်မှာရှိရင်ရှိရဲ့အတိုင်းစုံအောင်ကိုထည့်လို့ရပါတယ်ရှင်။နောက်ထပ်အိမ်မှာရှိရဲ့ကြက်ဥချောင်းလေးမငါထည့်လိုက်ပါတယ်။ပစွန်ရှိရင်လည်းပစွန်ထည့်လို့ရပါတယ်။ခရမ်းချင်ဒီထည့်လိုက်ရင်တော့ပို့ပြီးတော့လာပါတယ်ရှင်။ cheese အရင်ကြိုက်တဲ့သူဆိုတော့ mozzarella cheese ကိုလည်းအများကြီးထည့်လိုက်ပါတယ်။ဆိုင်မှာမင်းလိုတာ cheese ထည့်မယ်ဆိုလို့ရှိရင် extra cheese ဆိုပြီးတော့2ခါစားအောင်ပေးရပါလိမ့်မယ်နော်။ air fryer ထဲမှာ200 degree နဲ့9မိနစ်ကင်ပေးလိုက်မယ်ဆိုလို့ရှိရင်လုံးဝ cheese နဲ့မွေးကြိုင်ပြီးစားကောင်းတဲ့ပီဇာလေးရရှိသွားပါပြီရှင်။ပီဇာကိုကိုယ်တိုင်လုပ်ပြီးတော့လက်လက်ဆက်ဆက်တက်တက်ရှင်းရှင်းလေးလဲစားချင်တယ်။ပတ်စံလည်းအများကြီးလည်းမကုန်ချင်ဘူးဆိုလို့ရှိရင်တော့ဒီတိုင်းလေးလိုက်လုပ်ကြည့်ကြပါရှင်။ဗီဒီယိုဆုံးထိကြည့်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။